င်္ဂလာပါကျွန်တော်တို့ကတော့စကိုင်းတိုင်းမြောင်မြို့နယ်အခြေစိုက်ဆက်ကဆကို drone နဲ့တိုက်ခိုက်နေတဲ့ drone ကြားခင်းစိန်တပ်ဖွဲ့ရဖြစ်ပါတယ်ကျွန်တော်တို့ drone ကြားခင်းစိန်တပ်ဖွဲ့ရဆိုရင်ပေါ့နော်ကျွန်တော်တို့ဒဏ်ရာရရှိရကုသပေးရန်ယောဂများကောက်ွယ်ရန်နဲ့တပ်ဖွဲ့များဤကျန်းမာရေးအာဟာရအတွက်ရမုံငွေအနေနဲ့ကျွန်တော်တို့ဒီ SCN နဲ့အတူတူကျွန်တော်ကမ်ပိန်းလေးပြုလုပ်ထားပါတယ်ကမ်ပိန်းတက်ကတော့3,500ဖြစ်ပါတယ်ကျွန်တော်တို့3,500ကမ်ပိန်းမှာဆိုရင်တော့ပေါ့နော်ကျွန်တော်တို့ရဲဘော်တွေသွားလာတဲ့ခရီးသွားလာတဲ့လမ်းကျရဲဘော်တွေရှေ့တန်းမှာစားနဲ့ရိတ်ခါပြီးခွန်အားဖြစ်စေမဲ့စားနဲ့ရိတ်ခါရဲပြီးတော့ကျွန်တော်တို့ရှေ့တန်းမှာရဲဘော်တွေထိခိုက်ဒဏ်ရာရရင်ကုသဖို့အတွက်စေဝါးတွေရဲဒါတွေကိုဖြည့်တင်းဖို့အတွက်ကိုကျွန်တော်တို့ကမ်ပိန်းလေးလုပ်ရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကမ်ပိန်းရဆိုရင်တော့ပေါ့နော်ဩဂတ်စ်လ9ရက်မှစက်တင်ဘာလ30ရက်နေ့ထိကျွန်တော်တို့ပြုလုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကမ်ပိန်းတက်ဟာဆိုရင်လည်း3,500ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ရဲဘော်တွေရှေ့တန်းမှာထိခိုက်ဒဏ်ရာရရင်စေဝါပြည့်စုံမှုနဲ့ကျွန်တော်တို့ရှေ့တန်းမှာရဲဘော်တွေခွန်အားရှိရှိတိုက်ပွဲဝင်နိုင်ဖို့ကိုရဲဘော်တွေခွန်အားရှိရှိတိုက်ပွဲဝင်နိုင်ဖို့စေဝါရိတ်ခါကို SCF ကနေတဆင့်ကျွန်တော်တို့ဖွဲ့ကိုကူကြစို့တော်လည်းပြည်သူတွေလုံခြုံစိတ်ချစွာထောက်ပို့နိုင်ဖို့ SCF ကောက်ကိုဝယ်ချက်ချင်းဖွင့်ကြပါတို့တူရှိတဲ့ SCF တို့တူချီတဲ့ SCF